မနေ့ကရေးတယ်ဟိုတိုင်းရိုးတိုင်းကျွေးပါတော့ဟိုချောက်ကျွေးအဲ့ဒါဒီဘာတရားမလဲမသိနေအထောပြောလာငေးတဲ့ကျုပ်မအားလေတဲ့ဒီကုန်းကကျွေးမှာလားဒါရှင်းတော့မှာလားတဲ့ဒီကုန်းနောက်ဒီမှာကားလိုက်သူလာတဲ့ထမင်းပြန်စားတော့အေးရောက်မှပြောတယ်ရောက်မှဟိုမှာပဲငါစစ်တယ်မှာနေမစစ်တယ်ချက်ရုံပဲဟောစစ်ချက်စစ်ချက်ဘာမှမလုပ်ဘူးသွားပြီးသွားပြီးဆိုရင်ဟိုလည်းရပါတန်းတွေ့တွေ့တယ်ဟောနိုင်ကြည့်ဟာလည်းရအဲ့ဒီဒီမှာပြင်သွားလို့ဆိုဟောအိကမထွက်ခဲ့ရအဲ့ဒါဒီဒါဒီရတွေ့ရင်ဒီဒါဒီအဲ့ဒါဟိုကရောက်ပါဦးဒါဒီကရောက်သူကစောင့်နေတာတဲ့ဒါဒီကမောင်းမှာရောက်အကောင်ကဟိုစီးမှကြော်ဝဲတာဝမ်းဆက်ကနေဒီအကုန်လုံးပြကြကျေးဇူးပို့တယ်ဟမ်အိမ်ကြီးလည်းပေါင်းပြီလေအဖွဲလေဒီလိုဒါဒီလေးလုံးပဲဟာလာရပါပြီဒီမှာထိုင်နေပြီညဒီလည်းပါဒီမှာဒီပဲခတ်လက်ဆိုင်ပါလေဒီမိမလေးတက်ကဲဒီနေ့ဆရာကြလို့ခတ်မမချက်ရဒီဒီထက်လည်းလို့တော့အမေဒီနဲ့ခွက်ထက်ပါတိုက်ဆက်တယ်ဒီနားမှာပဲကျွေးမှာမလားမကျွေးဒီမှာအေးဟိုထဲမှာအေးအထဲတော့ဟိုအဲ့လေးမှာဟောခုံကြတာနေဟိုကဓမ္မယုံထဲမှာချက်နေတယ်ရှယ်ပဲမဟုတ်သမီးဘူးနဲ့လာပို့တယ်မအဲ့ဒါနဲ့စားတယ်ဒီလေးကိုဟိုဒီကစေကြနော်အမျိုးတွေစားကြတယ်နော်ငါအထော်လို့နေလိုက်ပြေပါတက်ပြီလားငါခေါ်ပြီပါဟေးလေမမအစိမ်းနဲ့လဲလားအစိမ်းနဲ့လဲပါဖြစ်ပြီငါဝဲချ